အားလုံးပဲမင်္ဂလာပါရှင်အခုညီမလက်ထဲမှာရောက်ရှိနေရတော့ Lumax ရဲ့ Multi Fashion နဲ့ Flat Line လေးပဲဖြစ်ပါတယ်အထဲမှာဘယ်လိုပုံစံမျိုးလေးရှိလဲဆိုတာကိုညီမနဲ့တူတူအပေါင်းစလုံးကြည့်အောင်ပထမဆုံးဒီတမီးလေးရဲ့အာတာချက်ကကြတော့ပုတ်ပုတ်ပပရှိပြီးတော့တက်ဆောင်ရလက်ကူရဲ့ဘတ်စုံသုံးလို့ရတယ်ဘေးမီးလေးဆိုလည်းမီးအိမ်လိုသုံးလို့ရတယ်ရှေ့မီးဆိုရင်ဓမီးအနေနဲ့သုံးမလားအရေးပေါ်ချက်ပြမီးအနေနဲ့ပဲသုံးမလားသုံးလို့ရတယ်ဘက်ထရီအမီယာအနေနဲ့ဆိုလည်း800 mAh ပါဝင်တာကြောင့်ရေရှည်မှာအားမခံမှာလုံးဝစိတ်ပူစရာမလိုဘူးเนาะအာသွင်းကျိုးလေးကတိုက်စီအာသွင်းကျိုးလေးနဲ့မှတ်လို့လွယ်လွယ်ကူအာသွင်းလို့ရတယ်အာသွင်းကောင်းလေးကကြတော့ဒီလိုပုံစံမျိုးလေးလာတယ်ဒီတမီးလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်2000မကျော်တဲ့ဈေးနဲ့ရမှာမှလို့ Page Messenger တို့မဟုတ် Hotline ဖုန်းနံပါတ်မှာအသေးစိတ်ဆက်သွယ်စုံစမ်းဝယ်ယူလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် Bye bye